အဲ့ဒီတော့ဆိုင်မှာလားဒါလေးပါဆွဲကြည့်လို့ရတာအောင်ဆက်ဆောင်ကြည့်3ရက်ပဲရောအေးဘယ်တော့မို့လဲရှိတော့ဖြစ်လို့လားอ๋อရေတော့ထက်မို့လားဟုတ်ပါငါ့ဘဝရေးထည့်ခဲ့ပြီသားဟာကြောင်ကြည့်နေလေရောရေတော့ထက်ခဲ့ဟုတ်ဟိုင်ဟုတ်တော့ငါ့ကိုအမြဲခိုင်းနေရတယ်သူ့ဘာသာသူကြောင်ထားမလို့ဘာလို့ငါအမြဲသူခိုင်းနိုင်လို့ပြီးနေရမှာညီမလေးရှင်အလုပ်ပြီးသားရမလားဟုတ်မှာအဲ့ဆိုမအောင်လက်ဖက်လေးတစ်ခွက်လောက်တောက်ဖြတ်ပေးပါရလေရဟောသူငါအကြောင်းကောင်းကောင်းသိစေရမယ်မဖောက်ခိုင်းတာလေဖေးရဟာကျေးဇူးပါညီမလေးတောင်းလာမှာကောင်းနေ